တွဲကိုကြိုက်နာနော်ဘယ်နှစ်နှစ်ရှိပြီတော့တမင်းတင်ငါတွဲကြိုက်နာနဲတော့မရှိဘူး10နှစ်ကျော်လား10နှစ်ကျော်ရှိပြီနော်အရာရာမှာယောက်ျားကိုပဲကိုယ့်ဘက်ကနေမှအမြဲတမ်းပဲအလျှော့ပေးရတယ်ဆိုတာကောရှိလားအဲ့လိုလည်းမရှိဘူးနော်အဲ့လိုလည်းမရှိဘူးယောက်ျားနဲ့ကိုယ်နဲ့လုံးဝညီညီမျှမျှပဲနေရတယ်မဟုတ်လားနော်ဟုတ်ပြီအဲ့ဒါလေးကိုတိစေချင်တာပါတခြားတူတွေလည်းတိအောင်လေနော်မဟုတ်ပါဘူးဆိုရင်နင်ငါအတွဲကိုကင်နေဆိုလို့ရှိရင်သူတို့ကြောက်နေကြတာပေါ့နင်ငါအတွဲကင်လို့ယောက်ျားကရုမဆိုင်မှကြောက်တယ်ကိုကမယငယ်ဖြစ်သွားမှကြောက်တယ်အဲ့လိုမျိုးပေါ့နော်တမီးက8နှစ်ဆိုရင်မယငယ်ဖြစ်တမီးဖြစ်ပြီပေါ့ဟုတ်တယ်မလားဟုတ်တယ်မလားနော်အခုမယငယ်စင်မော်လဲစင်မော်ပဲနော်အခုယောက်ျားနဲ့ဆိုရင်မတမီးကလည်းစင်မော်ကပဲနော်ဟုတ်ပြီအဲ့ဒါလေးသိချင်တာကျေးဇူးနော်တမီးနော်တကယ်လက်တွေ့သုံးတဲ့လူနဲ့မှပြောချင်တာလေဟုတ်ပြီစမဖက်လဲတော့မယ်အခုကြားတဲ့အတိုင်းပါပဲရှင်နင့်ငါအတွဲကိုကင်ဆောင်ဖို့အားလုံးကကြောက်ရွံ့နေကြတယ်နော်မိန်းကလေးကင်လို့မရဘူးမိန်းကလေးကင်လို့မရပါဘူးဆိုအခုလက်တွေ့နော်လက်တွေ့မှာနင့်ငါအတွဲကိုကင်ဆောင်ပြီးတော့မှယောက်ျားရဲ့ကိစ္စမှုကိုလည်းခံရတယ်ကိုတိုင်ကလည်းမရငယ်မဖြစ်သွားဘူးဆိုတော့တင်းတို့ဘာကိုယူမှလဲသူများအပြောနဲ့လမ်းဆုံးမှလားကိုတိုင်လက်တွေ့ကြတာကိုယူမှလားဆမ်မကလက်တွေ့နဲ့သွားနေတာနော်နံပါတ်အကြောင်းတွေကိုပြောနေတာကလက်တွေ့နဲ့ရှင်ပြီးသွားနေတာဆမ်မနှုတ်ကနေမှပြောလိုက်တဲ့စကားတိုင်းဒီလက်တွေ့မှာဖြစ်နေတာကိုအခြေခံပြီးတော့မှပြောချင်းပဲဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်နင်ငါအတွဲဟာမရငယ်ဖြစ်စေတယ်ဆိုမယုံနဲ့နော်နင်ငါအတွဲဟာယောက်ျားကရုစိုက်မခံရဘူးဆိုမယုံနဲ့